အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Brianna လို့ပေါ့နော်အရင်ပတ်တုန်းကတငယ်ချင်းတွေနဲ့အတူ like ထုံးခဲ့တာလေးကိုလာပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ် Brianna ကတော့ကြာတူကြာဖတ်မှာသွားပြီးတော့မျောတယ်ပေါ့နော်အရင်ဆုံးကတော့တငယ်ချင်းတွေကိုအရင်ဆုံး like ထုံးအရင် like ခိုင်းနေပေါ့နော်ပြီးမှ Brianna ကနောက်ဆုံးမှ like ပါတယ်တကယ်တမ်းကျတော့ Brianna ကိုဗီဒီယိုရိုက်ပေးတဲ့သူရှိအောင်လို့ပေါ့နော် Brianna ကနောက်ဆုံးမှရွေးပြီးတော့မျောတာဖြစ်ပါတယ် Brianna ပေါ့နော်ဒီနားမှာမီးတွေလည်းညှိပြီးအမွေးတိုင်းတွေလည်းထုံပြီးဆိုတော့ပေါ့နော် Brianna ဆူတောင်းပါတယ်ဆူကတော့ထွေထူးတော့မဟုတ်ဘူးပေါ့နော်ပုံမှန်အတိုင်းပါပဲမကောင်းတဲ့ပေါ့နော်ကျမရေးတွေပါပဲဖြစ်ပေါ့နော်မကောင်းတဲ့အရာမှန်သမျှအားလုံးဒီကနေစပြီးတော့ဒီလွိုက်ကထုံးမျိုးရတဲ့အကျိုးအကြောင်းအကုန်လုံးပသွားပါစေအဲ့လိုမျိုးပေါ့နော်အကုန်လုံးဆူတောင်းပြီးဆိုတော့လွိုက်ကထုံးကိုရေမှာစမျိုးတော့မယ်ပေါ့နော်ရေမှာလည်းမျိုးတယ်ဆိုတော့ပြီးတော့သူကရေရှင်မဟုတ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူကဒီတိုင်းလွိုက်ကထုံးကမလွယ်ဘူးပေါ့နော်ဒါကြောင့်မလို့ Brianna ကလက်လေးနဲ့ပေါ့နော် Brianna ရဲ့လက်လေးနဲ့ကိုယ့်ရဲ့လွိုက်ကထုံးနဲ့လေးလွှိုက်သွားအောင်လို့ပေါ့နော်အဝေးရောက်သွားအောင်လို့ Brianna လက်လေးနဲ့တော့နည်းနည်းခတ်ပေးလိုက်ပါတယ်လွိုက်ကထုံးလဲလွှိုက်ပြီးဆိုတော့ပေါ့နော် Brianna လို့တငယ်ချင်းတွေဟာရလာဖောင်နာမှာရှိတယ်ပေါ့နော်နိုင်မာကက်စီကိုတွားပြီးတော့ Brianna တို့ပင်လယ်စာဖြစ်ပါတယ်ပင်လယ်စာလေးကအရန်တန့်နေပေါ့နော်တပွဲမှာ20ထဲပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်